ကဲအားလုံးပဲမင်္ဂလာပါဟင်းထဲမိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာဟင်းထဲအခုတင်ပေးတဲ့ဗီဒီယိုလေးကတော့ကျွန်တော်ပုံမှန်တစ်ပတ်မှတစ်ခါတင်ပေးနေကြပါတော့ကျွန်တော်တို့3ရက်မွေးပတ်တီးဆိုင်လေးဖြစ်ပါတယ်ခင်ဗျာနော်ကျွန်တော်အရင်ဘက်ကဆိုရင်ကျွန်တော်ဒလင်းလာအင်္ဂါဗုဒ္ဓ3ရက်မှာမွေး3ရက်ပတ်တီးတစ်လုံးနဲ့ကိုကျွန်တော်ထုတ်ပေးခဲ့တယ်ပေါ့နော်ဒီဘက်မှာလည်းကျွန်တော်မိတ်ဆွေတို့ကိုကျွန်တော်ပတ်တီးလေးတစ်လုံးထုတ်ပေးပါမယ်ခင်ဗျာအားလုံးပဲမင်္ဂလာပါဗျာနော်အဲ့တော့ကျွန်တော်မင်းညကလေးကနေတင်မလို့ပဲဒါပေမဲ့ line တွေမီးတွေကလည်းပြတ်တော့ကျွန်တော်မတင်လိုက်ရတာဖြစ်ပါတယ်เนาะဒီနေ့မှာကျွန်တော်ဒီအခုလာမဲ့ကျွန်တော်တို့6လပိုင်း29ရက်ဒါကတော့တမျိုးဖြစ်နေမှာဆိုလို့ပေါ့เนาะ6လပိုင်း29ရက်30ရက်9လပိုင်း1ရက်ပေါ့เนาะ6လပိုင်း29ဆိုတော့ကျွန်တော်ဒီနေ့က29ဆိုတော့တလင်းစနေနေ့က29 28 29ဆိုတော့29ကတလင်းလာနေပေါ့เนาะ30ပြီးရင်6လပိုင်းကကုန်ပြီအဲ့လိုပေါ့เนาะနည်းနည်းလေးနားမလည်ရင်လည်းတောင်းဝင်ပါတယ်ခင်ဗျာအဲ့တော့ဒီဘတ်တော့ကိုကျွန်တော်တင်လင်းလာအင်္ဂါဗုဒ္ဓ3ရက်အတွင်းမှာကျွန်တော်ပတ်တီလေးတစ်လုံးထုတ်ပြပါမယ်ခင်ဗျာနော်အဲ့တော့မိတ်ဆွေများရိုးရိုးမြန်မြန်လေးပဲကျွန်တော်ပြပေးမယ်နော်မိတ်ဆွေတို့ဟိုနားလဲအောင်ပေါ့နော်ဒီမှာအရင်ဆုံးအစိမ်းအောင်လေးနဲ့ပြမယ်ခွန်8-9ပေါင်းရှင်းဒီ9-8ပေါင်းရင်ခွန်ဗျာခွန်ကို2နဲ့ပေါင်းမယ်ခွန်နဲ့2နဲ့ပေါင်းရင်9ပတ်တီပေါ့9ပတ်ဒီကျွန်တော်တို့နံပါတ်1ချက်ဆိုပြီးတော့ကျွန်တော်ယူလိုက်နော်နံပါတ်1ချက်9ပတ်ဒီအဲ့ဒီ9ဒီဘာထွက်လဲဆိုတော့ဒီမှာ89ဆိုပြီး9တလုံးထွက်တာပေါ့နော်ကဲနံပါတ်1ပြီးတော့နံပါတ်2နံပါတ်2ကိုကျွန်တော်အနီလေးနဲ့ပြပေးပါမယ်2 9ပေါင်းရင်1ကိုဒီက2နဲ့ပေါင်းနော်2နဲ့9နဲ့ပေါင်းဒီ1ကို2နဲ့ပေါင်းရင်3နဲ့3ပတ်ဒီနံပါတ်2အချက်3ပတ်ဒီနော်9ပတ်တီးကလည်းဒီမှာခွန်9လို့ထွက်တယ်အဲ့ဒီ3ပတ်တီးကလည်း3 5တစ်ကြိမ်3 6တစ်ကြိမ်3တီလည်း2ကြိမ်အနည်းဆုံးတစ်ကြိမ်သို့မဟုတ်2ကြိမ်ကတချို့တလေကြပြပတ်တီးကိုပတ်ပြီးတော့ရှုံးကြတယ်ပြောကြတယ်ပေါ့နော်ကျွန်တော်မိတ်ဆွေတွေတပတ်မှမရှုံးပါဘူးခင်ဗျာဟင်းထဲမိတ်ဆွေတွေပိုတိလိုက်မယ်ဟင်းထဲပတ်တီးဘလို့မှန်တယ်ဗုဒ္ဓမကျော်ပတ်တီးဘလို့မှန်ဒါပေမဲ့တပတ်တလေတော့ပြတ်တတ်တယ်နော်ဒါကနော်အဲ့လိုအရန်ဟော့သွားရင်ပြတ်တယ်ဗျာကျွန်တော်ပတ်တီးကလေအဲ့လိုလေးတွေရှိတယ်နော်ဒါလေးတော့ view site ပြီးတော့လုပ်ပေါ့ဗျာနော်ကျွန်တော်ကတော့တွေးတာမြင်တာပြပေးမှာပဲเนาะမိတ်ဆွေတို့ကြိုက်ရင်တက်မှလည်းဒီဗီဒီယိုကို like ပေးမဟုတ်ရင် like မပေးနဲ့เนาะ like လက်မလေးကိုဗီဒီယိုကိုဒီ site ကိုကြိုက်မှမိတ်ဆွေတို့ပေးပါเนาะကဲအဲ့တော့ကဲနံပါတ်2ပြီးတော့နံပါတ်3အပြာလေးနဲ့ပြမယ်88ပေါင်းရှင်6ကိုဒီက1က1အပိတ်နဲ့ပေါင်းရှင်6နဲ့1နဲ့ပေါင်းရင်ကျွန်တော်တို့ခွန်လို့ရတယ်ခွန်ပတ်ဒီနံပါတ်3ချက်အဲ့ဒီခွန်ဒီ89လို့ဒီမှာထွက်တယ်ခွန်9เนาะခွန်9လို့89လို့ထွက်တယ်လို့ပြီးရင်ကျွန်တော်တို့နံပါတ်3ပြီးတော့နံပါတ်4ပေါ့နံပါတ်4ဒီ8နှစ်ပေါင်းရင်10ကိုဒီက2နဲ့ပေါင်းမယ်2ရှစ်က2ထိပ်စီနဲ့8နှစ်ပေါင်း10ကို2နဲ့ပေါင်းတော့ကျွန်တော်တို့2ပတ်သီးဆိုပြီးတော့ယူလိုက်တယ်ဗျာထပ်ပြီးတော့ခရမ်းရောင်လေးနဲ့နံပါတ်4ဟုတ်လားခရမ်းရောင်လေးနဲ့နံပါတ်4ဆိုပြီးယူလိုက်တော့အဲ့ဒီခရမ်းရောင်လေးနံပါတ်4ဒီလဲနှစ်ပတ်ဒီ4ဒီလဲနှစ်ပတ်ဒီ4ဒီလဲကျွန်တော်တို့အဲ့ဒီနှစ်ဒီကျွန်တော်တို့ဘာထွက်လဲဆိုတော့ဒီမှာနှစ်6လို့ထွက်တာပေါ့နော်အဲ့တော့နှစ်6လို့ထွက်တာပေါ့နော်နှစ်ပတ်ဒီနှစ်6လို့ထွက်တယ်လို့တဲ့နံပါတ်4ပြီးတော့နံပါတ်5ဒီကျွန်တော်တို့နောက်ဆုံးတစ်ချက်ဖြစ်တဲ့နံပါတ်5အနီရောင်လေးနဲ့ပြလိုက်မယ်ကျွန်တော်တို့ဒီမှာ1ကို8နဲ့ပေါင်းတော့9ကို2နဲ့ပေါင်းမယ်2 8ပေါင်း10ကို1နဲ့ပေါင်းတော့ကျွန်တော်တို့1ပတ်ဒီပေါ့1ပတ်ဒီ3ရက်အတွင်းမှာနံပါတ်5 3ရက်အတွင်းမှာထွက်ရမယ်ဆိုတော့အဲ့ဒီ1ဒီ51လို့ထွက်တယ်เนาะကဲအဲ့တော့1ကို1 2 3 4 5 6အချက်လေးတွေမျိုးစုံကျွန်တော်ထုတ်လိုက်တယ်ဒါကိုမိတ်ဆွေအရင်နေဆိုရင်ကျွန်တော်မိတ်ဆွေဟောင်းနေဆိုသိတယ်ဒီ site ကိုတော့ဘလို့ပေးတယ်ဆိုတာเนาะအဲ့တော့ကျွန်တော်တို့နံပါတ်1အစိမ်းအောင်လေးနဲ့ထုတ်လိုက်တယ်9ပတ်တီးရလာတယ်9ဒီမှာထွက်တယ်နံပါတ်2ကျွန်တော်အနီရောင်လေးနဲ့လှုပ်လိုက်တယ်အနီရောင်လေး3ပတ်တီးဒီအောက်မှာ3ဒီ2ချိန်ကျတယ်နံပါတ်4ဖြစ်တဲ့အပြာလေးနဲ့ပေါင်းလိုက်တယ်2ပတ်တီးခွန်ပတ်တီးရတယ်ခွန်ပတ်တီးခွန်9လို့ထွက်တယ်နံပါတ်4 2ပတ်တီးဘလို့ထုတ်လိုက်တယ်နံပါတ်8နှစ်ပေါင်းချင်း2ပတ်တီး2ဒီလဲ3ရက်အတွင်းမှာထွက်တယ်ပေါ့2 6တို့ဘာလို့ထွက်တယ်ပေါ့ကဲနောက်ဆုံးတစ်ချက်ဖြစ်တဲ့5ချက်3လုံးပေါင်းချင်း1ဖြစ်တဲ့အတွက်ကြောင့်1ပတ်တီးဒီလဲ5 1ဆိုပြီးထွက်တယ်ကဲဟုတ်ပြီအပေါ်အတိုင်းပဲကျွန်တော်တို့ပြန်ဆွဲမယ်နော်အပေါ်မှာနံပါတ်1ချက်ကိုဘယ်လိုထုတ်လဲ98ပေါင်းချင်းခွန်2နဲ့ပေါင်း9အဲ့လိုထုတ်တယ်လို့ဒီမှာလဲ66ပေါင်းချင်း2ကို2နဲ့ပေါင်းရင်4ဖြစ်တဲ့အတွက်ကြောင့်4ပတ်တီးအဲ့ဒီ4ပတ်တီးနံပါတ်1ချက်ဆိုပြီးတော့အပေါ်မှာအဲ့လိုယူခဲ့တာဖြစ်တဲ့အတွက်ဒီမှာလဲ4ပတ်တီးအောက်က3ရက်အတွင်းမှာ2 4လို့ထွက်တယ်ဗျာအနည်းဆုံးတစ်ကြိမ်ထွက်ရင်ကိုကျွန်တော်3ရက်အတွင်းမှာပတ်တီးတစ်ကြိမ်ထွက်ရင်ကိုကျွန်တော်တို့မြတ်တယ်နော်3ရက်အတွင်းမှာပျောက်ပတ်တီး
ရှာတာပေါ့နော်ဒါကတော့ကဲနံပါတ်2ကိုကျွန်တော်အနီရောင်နဲ့အပေါ်ဒီမှာရှာတာဖြစ်တဲ့အတွက်ဒီမှာလဲနံပါတ်2အနီရောင်ကိုဒီမှာ2ကို2ပေါင်းရှင်း3ဆိုပြီးတော့ထုတ်ခဲ့တဲ့အတွက်ဒီမှာလဲ3နှစ်ပေါင်းငါ9ကို6နဲ့ပေါင်း9နဲ့6နဲ့ပေါင်း1ပတ်တီးပေါ့ကဲနံပါတ်2အချက်1ပတ်တီး3ရက်အတွင်းမှာအဲ့ဒီ3ည1လို့ထွက်တာပေါ့နော်4ကမနက်ပိုင်းထွက်တယ်1က3ည1အောက်မှာညနေပိုင်းထွက်တယ်မြူးမတ်ပတ်တီးနော်မြူးမတ်ပတ်တီးဆိုတာဒီလိုလေးရှာရတာပေါ့နော်အရင်ဘက်ကလည်းကျွန်တော်ပတ်တီးတွေက2ရက်ထွက်ခဲ့တယ်ပေါ့နော်ကျွန်တော်မိတ်ဆွေတွေတော်တော်များများသိပါလိမ့်မယ်နော်အဲ့တော့နံပါတ်3ကိုအပြာနဲ့ပြတာအပေါ်မှာ6နဲ့8နဲ့16 6ကို1နဲ့ပေါင်းခွန်36ပေါင်းရေ9ကို9နဲ့ပေါင်း8ပတ်တီး8ပတ်တီးနံပါတ်3ချက်နံပါတ်3ချက်8ပတ်တီး3ရက်အတွင်းမှာအဲ့ဒီ8ဘာထွက်လဲ68လို့ထွက်တာပေါ့နော်3ပြီးတော့နံပါတ်4ဒီခရမ်းရောင်နံပါတ်4ခရမ်းရောင်ဒီအပေါ်မှာကျွန်တော်တို့9ပေါင်းရှင်း10ကိုဒီက6နဲ့ပေါင်း9ပေါင်း10ကို6နဲ့ပေါင်းတော့6ပတ်တီး3ရက်အတွင်းမှာအောက်က3ရက်အတွင်းမှာ6ပတ်ပါတဲ့နော်6ပတ်တီး3ရက်အတွင်းမှာအဲ့ဒီ6ဒီ3ည60ဟုတ်လားကျွန်တော်ဟိုဘက်က3ညပတ်တီးနှလုံးပေးခဲ့တာနော်3ည60 6တွေဆိုတောက်6ထွက်တယ်ဗျာအဲ့ဒီအပတ်မှာနော်အဲ့ဒီ6မမြူးတယ်ပေါ့ဗျာနော်4ပြီးတော့နံပါတ်5ကိုကျတော့အနီရောင်အပေါ်မှာအနီရောင်ဒီနောက်ဆုံးအနီရောင်ဒီဒီလိုလေးပေါင်းထားတာဖြစ်တဲ့အတွက်6နဲ့4နဲ့2ကို9နဲ့ပေါင်းတော့လေကျွန်တော်တို့1ပတ်တီးဆိုပြီးတော့ရတယ်အဲ့ဒီ1နံပါတ်5ချက်3ရက်အတွင်းအောက်က3ရက်အတွင်းမှာအဲ့ဒီကျင်းသေးဘောက်ကိုထွက်မယ်အနည်းဆုံးတစ်ချိန်လောက်တော့ထွက်မယ်ဆို3ည1ဆိုပြီးအနည်းဆုံးတစ်ချိန်လောက်တော့သူထွက်ပြီးတယ်နော်ကဲနံပါတ်ဒီမှာလဲဒီ site အတိုင်းပဲဒီမှာဆွဲတဲ့ပတ်တီးတွေထွက်လာတော့လဲအပတ်တီးအကုန်လုံးကလည်းဒီမှာထွက်တယ်နော်ဒီ site အတိုင်းပဲကျွန်တော်ဒီမှာဆွဲမယ်ပတ်တီးအကုန်လုံးဒီမှာထွက်ရမယ်ပေါ့နော်အဲ့တော့နံပါတ်1ကိုကျွန်တော်အပေါ်မှာအပြာနဲ့ပြတာဖြစ်တဲ့အတွက်အစိမ့်နဲ့ပြတာဖြစ်တဲ့အတွက်အစိမ့်ရောင်ဒီလိုပေါင်းတာဖြစ်ပါတယ်6 3ည8ပေါင်းရင်ကျွန်တော်တို့4ပတ်တီးနံပါတ်1အချက်ပေါ့နံပါတ်1ချက်4ပတ်တီး3ရက်အတွင်းမှာဘာထွက်လဲ48လို့ထွက်တယ်ဒီမှာ48နော်ကဲနံပါတ်2ကိုအပေါ်မှာအနီနဲ့ပြတာဖြစ်တဲ့အတွက်အပေါ်ကအနီရောင်ဒီမှာ3နှစ်6အဲ့လိုပေါင်းတယ်လို့6နှစ်ပေါင်းရင်8ကို8နဲ့ပေါင်းရင်6ပတ်တီးဟုတ်လား6ပတ်တီးနံပါတ်2ချက်နံပါတ်2ချက်6ပတ်တီး3ရက်နေမှာမြူးလိုက်တဲ့6ဗျာတောက်6ပဲ9ရက်လုံးထွက်သွားတယ်လို့ပြောလို့ရတယ်အဲ့ဒီ6ဟုတ်လား3ရက်လုံးထွက်သွားတယ်လို့ပြောလို့ရတယ်ဒီ3ရက်အတွင်းမှာတစ်ချိန်လောက်ကြာရင်ကိုကျင်းသူကကြေအေးပေးရမှာဒါပေမဲ့3ချိန်လုံးဆင်းပေးတာနော်နံပါတ်2ပြီးတော့နံပါတ်3ကိုကျွန်တော်တို့ကအပြာနဲ့ပြပါတယ်အပေါ်ဒီမှာအပြာနဲ့ပြတာဖြစ်တဲ့အတွက်ဒီမှာ9 3ည9ပေါင်းရင်ကျွန်တော်တို့8ပါခင်ဗျာ8ပတ်တီးပေါ့8ပတ်တီးနံပါတ်3ရက်3ရက်အတွင်းမှာအဲ့ဒီ8ကိုမွေးရမယ်ဆိုတော့အဲ့ဒီ68လို့တစ်ချိန်48လို့တစ်ချိန်မထွက်ဘူးလားထွက်ပါတယ်နော်နံပါတ်3လည်းထွက်တယ်နံပါတ်4ကိုကြတော့ခရမ်းအောင်လေးနဲ့ခရမ်းအောင်လေးဒီကျွန်တော်တို့ဒီမှာ4 3ညပေါင်းရှင်း4ကိုဒီက3ညနဲ့ပေါင်းတော့လဲကျွန်တော်တို့4ပတ်တီးနံပါတ်4ချက်4ပတ်တီး3ရက်အတွင်းမှာဘာထွက်လဲ48လို့ဒီမှာထွက်တယ်48နော်ကဲ4ပြီးတော့နံပါတ်5ကိုအပေါ်မှာအနီရောင်နဲ့ပြတာဖြစ်တဲ့အတွက်နောက်ဆုံးတစ်ချက်ဖြစ်တဲ့အနီရောင်လေးဒီလိုသွားတာဒီမှာလဲ9 6 3ညပေါင်းရှင်းဒီ5ဖြစ်တဲ့ကြောင့်အဲ့ဒီ5ပတ်တီးအောက်က3ရက်အတွင်းမှာထွက်ရမယ်လို့နံပါတ်5အချက်ကပြောတော့အဲ့ဒီ5ပတ်တီး52လို့မထွက်ဘူးလားထွက်ပါတယ်ကျွန်တော်တို့ဒဲကိုပေါက်ခဲ့တဲ့နေ့မှတ်မိကြလိမ့်မယ်ကျွန်တော်မိတ်ဆွေတို့တော်တော်လေးကိုဒီပတ်မြက်ပါတယ်ဒါကြောင့်မိတ်ဆွေတို့မွေးတစ်ခွက်ကောင်းနေကျွန်တော်ထုတ်ထားတယ်ဒီပတ်မှာကျွန်တော်ပြောစရာမလိုအောင်မိတ်ဆွေတို့သိပေးပါနော်အဲ့တော့ကျွန်တော်ဒါလေးကိုတော့ပြအောင်ပြပြီနော်အဲ့တော့ဒီမှာဒီ site တွေထုတ်တယ်ဗျာပတ်တီးတွေအကုန်လုံးထွက်လာတယ်ပတ်တီးအကုန်လုံးဒီမှာထွက်တယ် site ဒီ site တိုင်းဒီမှာဆွဲတယ်ပတ်တီးထွက်လာတယ်ပတ်တီးတွေအကုန်လုံးဒီအောက်က300တွေမှာထွက်တယ်ဒီ site တိုင်းဒီမှာဆွဲတယ်ပတ်တီးတွေအကုန်လုံးဒီမှာထွက်လာတယ်အခုလာမဲ့တလင်းလာအင်္ဂါဘုတ်တစ်ခုပေါ့ကျွန်တော်တို့6လပိုင်း29ရက်30ရက်ပြီးရင်9လပိုင်း1ရက်ပေါ့နော်ဒီ3ရက်လာမဲ့3ရက်အတွင်းမှာကျွန်တော်တို့ပတ်တီးထွက်လာမဲ့ပတ်တီးကိုဒီ site တွေဆွဲပြီးတော့ကျွန်တော်တို့ထုတ်မယ်ပေါ့နော်ကဲနံပါတ်1အချက်အရင်ဆုံးနံပါတ်1အချက်အပေါ်ဒီမှာအရင်နံပါတ်1ကိုအစိမ်းအောင်လေးနဲ့ပြတာဖြစ်တဲ့အတွက်66ပေါင်းရှင်နဲ့2ကို2နဲ့ပေါင်းရင်ကျွန်တော်တို့4ပတ်တီးလို့ကျွန်တော်နံပါတ်1အချက်ကိုထုတ်တယ်ဗျာနော်4ပတ်တီးတလင်းလာအင်္ဂါဘုတ်တစ်ခု3ရက်အတွင်းမှာအဲ့ဒီ4ကိုပတ်ပါတဲ့နံပါတ်1အချက်နံပါတ်2ကိုအနီရောင်နဲ့ပြတာဖြစ်တဲ့အတွက်အပေါ်မှာအနီရောင်ဒီလိုလာတယ်နော်အပေါ်မှာအနီရောင်ဒီအဲ့လိုလာတဲ့အတွက်6နဲ့ပေါင်း2ကိုဒီက2နဲ့ပေါင်းတော့လေကျွန်တော်တို့4ပတ်တီးပါပဲတလင်းလာအင်္ဂါဘုတ်တစ်ခု3ရက်အတွင်းမှာအဲ့ဒီ2ကိုမွေးပါတဲ့နံပါတ်2အချက်ကအပေါ်တိုင်းပဲဆွဲတာနော်ကဲနံပါတ်3ကိုအပေါ်မှာအပြာအတိုင်းဆွဲတာဖြစ်တဲ့အတွက်အပေါ်မှာအပြာဆွဲတယ်လို့ဒီမှာ8အဲ့လိုဆွဲတယ်လို့66ပေါင်းရင်2ကို9 2က2ပိတ်နဲ့ပေါင်းရှင်း2ကို2နဲ့ပေါင်းတော့လဲကျွန်တော်တို့4ပတ်တီးပဲရပါတယ်တဲ့မိတ်ဆွေတို့နော်
ကျွန်တော်ပတ်တီးတွေကအပတ်တိုင်းလိုထွက်ပါတယ်နော်မြူးပါတယ်အနည်းဆုံးတစ်ချိန်နှစ်ချိန်လောက်ကတော့ထွက်ပါတယ်ခင်ဗျာကျွန်တော်မိတ်ဆွေများဟင်းထက်ကိုအားပေးနေတဲ့မိတ်ဆွေတွေဆိုသိပါလိမ့်မယ်ကျွန်တော်မနှက်ပြန်ညားလောက်မှပဲ3တွေကိုအနှစ်လျှောက်ကျွန်တော်ကနန်းလေးတွေတင်ပေးပါဦးမယ်နော်3တွေကတော့အခုတင်ပေးထားတဲ့အတိုင်းလေးပဲထိုးထားကြပါနော်အဲ့တော့8နှစ်ပေါင်းရှင်း30ကို4ရှိက4ထိပ်စီနဲ့ပေါင်းတော့လေ4ပတ်တီးပဲနံပါတ်5ကလည်းကျွန်တော်တို့နံပါတ်4ကလည်း4ပတ်တီးပဲတလင်းလာအင်္ဂါပုတ်ထူလာမယ်နော်ဒီ3ရက်ရဲ့အောက်က1ရက်2ရက်3ရက်ဒီ3ရက်အတွင်းမှာ4ပတ်တီးကိုမွေးရမှာပေါ့နော်ကဲနံပါတ်5ရောကျွန်တော်တို့နောက်ဆုံးအနီရောင်လေးနဲ့ပြတဲ့နံပါတ်5အချက်ပေါ့နော်အဲ့ဒီ5အချက်လည်း4ဖြစ်မလားကျွန်တော်တို့ကြည့်အောင်8နဲ့2နဲ့ပေါင်း30ကို4နဲ့ပေါင်းတော့လဲကျွန်တော်တို့ဟုတ်ပါတယ်4ပတ်တီးပါပဲအဲ့တော့တလင်းလာအင်္ဂါပုတ်ထူ3ရက်အတွင်းမှာအဲ့ဒီ4ပတ်တီးဒီမွေးပတ်တီးပါတဲ့ကျွန်တော်အခုပြကေးပေးခဲ့တာမှာ site တွေဆွဲလိုက်တယ်ပတ်တီးထွက်လာတယ်ပတ်တီးအကုန်လုံးဒီမှာထွက်တယ် site တွေဆွဲလိုက်တယ်ပတ်တီးထွက်လာတယ်ပတ်တီးအကုန်လုံးဒီမှာထွက်တယ် site တွေဆွဲလိုက်တယ်ပတ်တီးထွက်လာတယ်ပတ်တီးအကုန်လုံးဒီမှာထွက်တယ် site တွေဆွဲလိုက်တယ်ပတ်တီးထွက်လာပတ်တီးအကုန်လုံးဒီမှာထွက်တယ်အဲ့တော့ကျွန်တော်တို့4ပတ်တီးမွေးပတ်ပါเนาะတနည်းเนาะမိတ်ဆွေတို့တခွာကောင်းကိစ္စကျွန်တော်ပြောမယ်4ပတ်တီးမွေးပတ်ပါဆိုတော့တလင်းလာအင်္ဂါဘုတ်တခုအဲ့တော့ဒီ site လေးကိုကြိုက်တယ်ဆိုရင်ထုံးစံအတိုင်း comment လေးမှာကြိုက်တယ်ဆိုတဲ့အပေးစကားလေးတစ်ခုလောက်တော့ဟင်းတက်လေးကိုပြောပြပါအဲ့တော့ကျွန်တော်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ကျွန်တော်မိတ်ဆွေတို့ကိုကျွန်တော်ဒီနားလေးမှာကျွန်တော်ရေးပေးမယ်เนาะအဲ့တော့3ရက်မွေးပတ်တီးဒီဘာပတ်တီးလဲဆိုရင်ကျွန်တော်တို့4ပတ်တီးဖြစ်ပါတယ်ခင်ဗျာเนาะတလင်းလာအင်္ဂါဘုတ်တခု29ရက်6လ2026မှာ3ရက်နေ့9လပိုင်း2026တပတ်စာပေါ့နော်ဒီတပတ်စာမှာ3ရက်မွေးသည်4ပတ်သည်တပတ်စာအထူးမှာဘာတွေပါမလဲမိတ်ဆွေတို့လာပြီနော်တပတ်စာအထူးမှာဟိုဘက်ကကျွန်တော်ဗာပေးလဲ52တကွက်ကောင်းဟိုဘက်ကဗာပေးလဲ26အပတ်တိုင်းလိုမှန်နေတဲ့အထူးမွေးတကွက်ကောင်းရပါမယ်တပတ်စာထဲမှာနော်ပြီးရင်အင်္ဂါမကျော်၄လုံးအခွေပြောစရာမလိုအောင်ကိုသွေးထွက်အောင်ကိုမှန်ပါတယ်60တို့ဘာတို့ပေါက်ခဲ့တဲ့ site เนาะအဲ့တော့အင်္ဂါမကျော်၄လုံးအခွေရမယ်အရင်အချုံးများနေတဲ့သူတွေပတ်တီးတွေမလိုက်နိုင်ဘူးခွန်တွေလိုက်ထားလို့ရှုံးနေတဲ့သူတွေတကယ်ကိုထိုးသိမှာလေကျွန်တော်ဟိုရှိမှလည်းကျွန်တော်ပြခဲ့တယ်ကျွန်တော်ကပြဟိုဖုန်းနဲ့ပြလို့မရလို့ဗျာเนาะဖုန်းကကျွန်တော် live လွှင့်ဒီဗီဒီယိုရိုက်နေတဲ့ဖုန်းဖြစ်တဲ့အတွက်ဖုန်းဟိုနောက်တစ်လုံးရှိလို့ရှိရင်ကျွန်တော် group ထဲမှာဘာတွေပေးတယ်ဆိုတာကျွန်တော်ပြပေးလို့ရတယ်เนาะအဲ့တော့ပြပေးနေမှာမဟုတ်ပါဘူးဟင်းထဲလဲဟို live လွှင့်တိုင်းလဲကျွန်တော်ပြပေးပါတယ်ဒီဗီဒီယိုတွေကိုเนาะ live ထဲမှာလဲဝင်ကြည့်လို့ရတယ်เนาะအဲ့တော့နေ့တိုင်းမနေ့တစ်ချိန်ညနေတစ်ချိန်ပို့ပေးတယ်เนาะဟိုလိုပေါက်ပေးယူနေတဲ့သူတွေထက်စာလို့ရှိရင်တော်တော်လေးကိုတစ်ပတ်လုံးစာအဖောက်ဝင်လိုက်လို့ရှိရင်နေတိုင်းတွေရောအထူးမွေးတကွက်ကောင်းတွေရောတကွက်ကောင်းတွေဆို share မှန်တာเนาะအဲ့ဒီနှစ်ပလင်းခွဲပါဗျဒီနှစ်ပလင်းခွဲနဲ့အဖွဲဝင်လိုက်ပြီဆိုရင်ဒီဥစ္စာတွေအကုန်လုံးဘာမှထပ်ပြီးပေးစရာမလိုတော့เนาะအဲ့တော့နှစ်ပလင်းခွဲဆိုတာဘယ်လောက်လဲမိတ်ဆွေတို့သိပါတယ်เนาะအဖွဲဝင်ရင်ဘယ်လောက်လဲဆိုနှစ်ပလင်းခွဲဆိုတာမိတ်ဆွေတို့သိပါတယ်အဲ့တော့ဘယ်ကနေဘယ်လိုဝင်ရမလဲဆိုရင်ဒီမှာ68ခွန်3လုံး966ကိုเนาะဒါเนาะကျွန်တော်အဓိကတော့ဒီပေါ့เนาะ Viber သုံးပါတယ်เนาะ Viber ကနေပြီးတော့တစ်ချက်လောက်ကျွန်တော်ကိုအမှဟိုင်းပြီးတော့ပေါ့เนาะအမှလာယူလိုက်ကြပါလို့ကျွန်တော်မိတ်ဆွေများเนาะအဲ့တော့အဓိက3ရက်မွေးပတ်တီး4ပတ်တီးเนาะအဓိကဒီ4ကိုမနိုင်ဘူးပတ်တီးတစ်လုံးပြက်ကြီးမွေးမနိုင်ဘူး3ရက်ကြီးတောင်မွေးရမယ်ဆိုတော့မွေးမနိုင်တဲ့သူတွေက2ရက်အတွင်းကိုလာမဲ့4လုံးအခွေခဏ4လုံးအခွေဆိုတော့ခဏ6ခွက်ပဲထိုးရမှာเนาะအခွေကလည်းမှန်တာတွေးထွက်အောင်မှန်တယ်ပြီးရင်ထူးမွေးတစ်ခွက်ကောင်းဒီတစ်ပတ်လုံးမွေးပေးရပါမှာအဲ့တော့အပတ်တိုင်းလိုကျွန်တော်တို့အောင်မြင်ပါတယ်ကျွန်တော်မိတ်ဆွေတော်တော်များများသိကြပါတယ်နေ့6ဒီဟိုဘဆိုကြာတာပရိနေ့ဒီမှာပို့အထွက်များတာပေါ့ကျွန်တော်မွေးတော့ကောင်းအောင်เนาะအဲ့တော့နေတိုက်ကိုလည်းမနေ့တစ်ချိန်ညနေတစ်ချိန်ကျွန်တော်ခဏန်းလေးတွေပို့ပေးတာဖြစ်တဲ့အတွက်တော်တော်လေးအဆင်ပြေပါတယ်နှစ်ပလင်းခွဲဆိုတာဘာမှမဟုတ်ပါဘူးဖြစ်သွားလိမ့်မယ်ဟင်းထက်နဲ့အဖွဲ့ဝင်ဦးတဲ့သူတွေသိပါတယ်เนาะကဲအဲ့တော့ကျွန်တော်ဒီမနက်ပြန်တနင်္ဂနွေတရက်ပဲကျွန်တော်အဖွဲ့ဝင်လက်ခံပေးပါမယ်เนาะစံဒီမှာဟင်းထက်လေးကြီးအဖွဲ့ဝင်ရှင်နဲ့ဟုတ်လားဖုံးတိုင်းရိုက်ခေါ်လဲရပါတယ်เนาะ68ခွန်3လုံး966ကိုကဲအားလုံးပဲကျေးဇူးပါနှစ်ပလင်းခွဲပါပဲเนาะမိတ်ဆွေများကဲဘိုင်ဘိုင်ကျွန်တော်တောကြလေးတခုရှိလို့ဗျာကျွန်တော်မြန်လေးဗီဒီယိုလေးရိုက်လိုက်ရတာเนาะပြီးတော့ကျွန်တော်ထုတ်ထားတဲ့တကွက်ကောင်းလေးတွေကိုကျွန်တော်ပေးစီရှင်နေဘသူစီမှာအဖွဲဝင်တာဒီနှစ်ပလင်းခွဲနဲ့တာဝင်ကြည့်ဒီတကွက်ကောင်းကိုပြည့်အောင်ထိုးကြည့်ကြပါကျွန်တော်ရှေ့ဘက်ကလည်းကျွန်တော်ပြောခဲ့တယ်ရှေ့ဘက်ကကျွန်တော်ဒီဘက်မှာဆိုကျွန်တော်ပေးခဲ့တာ52ဒီတကွက်ကောင်းဒဲကိုပေးခဲ့တာเนาะဒါဆိုတော့ပြောနေကြမှာ
ကဲအားလုံးပဲအဲ့တော့ဒါလေး screenshot လေးရိုက်လိုက်ပါဗျာနော်68ခွန်3လုံး9669ပါခင်ဗျာအားလုံးပဲကျေးဇူးတင်ပါတယ်စိတ်ချမ်းသာရင်ကိုကြီးချမ်းသာရှင်များပြည့်စုံကြပါစေကျွန်တော်ပြပေးခဲ့တဲ့၄ပတ်တိစိုက်ယူလဲကြိုက်နေတတ်မယ်လို့ထင်ပါတယ်ဗျာနော်အဲ့တော့ဟိုဘက်ကဆိုကျွန်တော်3ညပတ်တိပေးခဲ့တာပေါ့နော်ဒီဘက်မှာတော့4ပတ်တိပေးထားပါတယ်မိတ်ဆွေတို့ကြိုက်ကြပါစေလို့ကျွန်တော်ဆုတောင်းပါတယ်ခင်ဗျာပေါက်ကြပါစေအများကြီးလည်းရကြပါစေနော်ဒါလေး screenshot လေးရိုက်လိုက်ပါနော်68ခွန်3လုံး9669နော်ကဲ bye bye